အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ဒီပြုတ်ထားတဲ့ဂျပန်ရဲ့အဓိကဟင်းရည်ကိုသုံးပြီးတော့ဟင်းရည်နှမျိုးဒီဘက်ကဒုတိယဟင်းရည်ဒီဘက်ကပထမဟင်းရည်ဒီဟင်းရည်နှမျိုးကိုသုံးပြီးတော့ကျွန်တော်တို့ဒီဥဒုံခောက်ဆွဲလောက်စားမှာပဲဖြစ်ပါတယ်ဒီဥဒုံခောက်ဆွဲလောက်စားတဲ့နေရာမှာအခုကျွန်တော်တို့သုံးပြမှာတော့ဒီဝတ်တာနောက်ပြီးတော့ကျွန်တော်တို့ဒီဒါကတော့ကျွန်တော်ဘန်ကပြိုင်နဲ့မီရင်ကိုရောထားတဲ့ဟင်ကအမွေးကြိုင်ပါနော်ဟင်ကပစ္စည်းပဲပင်ပေါက်ကြက်သွန်မိတ်ဒီပါဝင်ပစ္စည်းတွေကိုသုံးပြီးတော့ကျွန်တော်တို့ဒီဂျပန်ရဲ့ဥဒုံခောက်ဆွဲလို့ခေါ်တဲ့ခောက်ဆွဲကိုလောက်စားမှာပဲဖြစ်ပါတယ်ပထမတော့ရင်းနှီးစုလိုက်ကျွန်တော်တို့ဒီခောက်ဆွဲကိုဆက်ပြီးတော့ပြပါမယ်ပြီးတော့ကျွန်တော်တို့ဒီပြန်ပြီးတော့စိတ်ပါမယ်ကျွန်တော်တို့အခုဒီခောက်ဆွဲအတွက်ကျွန်တော်တို့ဒီဝတ်သားကိုဆက်ပြီးတော့ချက်ပါမယ်အခုချက်သုံးကိုစီသားမယ်ချက်သုံးကိုရေလုံးစီသားမယ်ချက်သုံးကိုစီသားပြီးတော့ကျွန်တော်တို့ဒီဝတ်သားကိုဆက်ပြီးတော့ချက်ပါမယ်ဝတ်သားဆက်ပြီးတော့ကျွန်တော်ကဆက်ထားတဲ့ဘန်ကပြိုင်နဲ့ကျွန်တော်တို့မီရင်ကိုဆက်ပါမယ်ဒီရင်တရားဒီဆက်ပါမယ်
ဒီနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီအရက်နည်းနည်းလေးဆက်ပါမယ်တော့ကျွန်တော်ရပါပြီအခုကျွန်တော်တို့ဒီဥတုံးခောက်ဆွဲတဲ့ဟင်းရစချက်မှာလုပ်ပါတယ်ဟင်းရကတော့ကျွန်တော်တို့ခုနကပြုတ်ထားတဲ့ဒီပင်လေရင်ကြီးတစ်မျိုးနဲ့အားအချောက်ဒီတောင်းထားတဲ့ဟင်းရကိုတောင်းပြီးမှဖြစ်ပါတယ်ကျွန်တော်ဒီဟင်းရဆူလာလို့ရှိရင်ကျွန်တော်တို့အခုအသုံးပြုမဲ့ပဲငါပြာရည်နဲ့မီရယ်ကိုထပ်ပါမယ်ဟင်းရဆူရင်ကျွန်တော်တို့ရပါပြီပြီးခုနကကျွန်တော်တို့ပြတ်ထားတဲ့ဒီခောက်ဆွဲပေါ်ကိုကျွန်တော်တို့ဒီဟင်းကိုထည့်မှာဖြစ်ပါတယ်ခောက်ဆွဲကိုကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဒီခုနကကြော်ထားတဲ့ဒီဝတ်သားတွေကိုထည့်မှာပေါ်ကနေပြီးကျွန်တော်တို့ဒီအပေါ်ကနေစက်သွင်းမိတ်လေးထည့်ပေးပါမယ်ကျောက်ထပ်ပြီးကျွန်တော်နောက်ဆုံးရင်းကြီးထပ်ပြီးပြီးတော့ပါပြီအခုဆိုကျွန်တော်တို့အရန်ကိုမှအရသာရှိတဲ့ဂျပန်ဥဒုံခောက်ဆွဲကိုစားသုံးလို့ရပါပြီတကယ်ဂျပန်အရသာစစ်စစ်ပြပါတယ်